အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ကျွန်တော်သတင်းကားလေးတစ်ခုပြောချင်တာ FAQ လွတ်တဲ့နီးလေးပေါ့နော်ကျွန်တော်ကိုယ်တိုင်လက်တွေ့လောက်ထားတာပါအကောင့်တစ်တွေလည်းရပါတယ်အကောင့်ဟောင်းလည်းရပါတယ်အကောင့်တစ်ကိုဟောင်းကျွန်တော်လက်တွေ့စမ်းသပ်ပြီးသွားပါပြီအဲကြောင့်ရရဲ့နီးတဲ့လေးကိုကျွန်တော်ပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့တွေမူချီဘက်ကနေပြီးတော့ကျွန်တော်ရရဲ့စူလေးရလည်းကျွန်တော်ထုတ်ပြီးသွားပြီပေါ့နော်ဒီမှာဆို4000ကျော်သွားပြီဒီမှာဆိုလည်းကျွန်တော်စူလေးထုတ်ပြီးသွားပြီပေါ့မိတ်ဆွေတို့ရေအဲ့ဒါလေးပြန်ဘယ်လိုလုပ်ရလဲဆိုတော့အရင်ဆုံးမိတ်ဆွေတို့အနေနဲ့လက်ရှိသုံးနေတဲ့ TikTok Live ကိုကျွန်တော်ဖြတ်လိုက်ပါပေါ့နော် TikTok Live software ကိုကျွန်တော်တို့ install ဆွဲလိုက်ဖြတ်လိုက်ပြီးမှဒီ app ဆွဲထားဆိုရင်ဒီ app application ကိုဖြတ်လိုက်အရင်ဆုံး app ဖြတ်ပြီးသွားပြီဆိုကျွန်တော်တို့ဒီ setting တွေကနေပြီးတော့ဒဲရန်ကနေပြီးကျွန်တော် Jabber region ပြောင်းမယ် Jabber region ပြောင်းပြီးသွားပြီဆိုကျွန်တော် restart လေးချမယ်ဖုန်းရဲ့ restart တော့ reset မဟုတ်ဘူး power button လေးကိုနှိပ်ပြီး restart လေးချမယ် restart လေးချပြီးတဲ့နောက်မှာမိတ်ဆွေတို့အနေနဲ့လောရမယ်ချက်လေးကျွန်တော် TikTok Live version ကကြတော့ကျွန်တော်တို့ version မြင့်မဟုတ်ဘူး version နေနဲ့ကျွန်တော်ပြန်သုံးရမယ်35.11ပေါ့နော်အဲ Telegram နေမှာလည်းဒီလိုမှာရှိတယ်ပြီး Chrome မှာလည်းရိုက်ရှာလဲပေါ့နော် TikTok Live 35.11ဆိုတာနဲ့တွေးလိမ့်မယ်အဲ့ဒီ software လေးကိုကျွန်တော်တို့ဆွဲမယ်ပေါ့နော်ဆွဲပြီးတော့ကျွန်တော်ဒီ Play Store ကနေမှာ DS application လေးကိုဆွဲမယ်ဆွဲပြီးတော့ရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီCyber VPN လေးနဲ့ပေါ့နော်အဲ့အလေးကိုကျွန်တော်တို့ Jabber region လေးနဲ့ချိန်မယ်ချိတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ Madia ထဲကိုကျွန်တော်တို့ဝင်မယ်ဝင်ပြီးသွားကျွန်တော်တို့ကဒီမှာကြာapplication 3ခုလောက်ပွားရမယ်ပေါ့နော်ဒီမှာတစ်ခုပွားထားတယ်ပြီးရင်နောက်ထပ်2ခုပြီးရင်ကျွန်တော်တို့ပွားမယ်ပေါ့နော်နောက်ထပ်တစ်ခုပွားမယ်ဆိုရင်3ခုပေါ့နော်3ခုပွားပြီးသွားပြီဆိုအဲ့ဒီ3ခုမြောက်မှာမိမိတို့ဝေကျင်တဲ့အကောင့်အဲ့မှာ log in ဝင်လိုက်ပေါ့နော် log in ဝင်လိုက် log in ဝင်ပြီးသွားရင်ရပြီမူရင်း TikTok လက်ဒီ application နဲ့ဟိုတော့အရင်ဆုံးမဝင်နဲ့မဝင်နဲ့ဒီတိုင်းပဲ install ဆွဲပြီးရတယ်ဒီကောင်ထားပြီးရတယ် Madia application နဲ့ကိုကျွန်တော် software ပွားမယ်ပေါ့နော်ပွားပြီးသွားမှာTikTok Live application ဒီ Madia ထဲကိုဝင်ပြီးတော့ TikTok Live application နဲ့မှာ point တက်တယ်အကုန်လုံးယူလို့ရပြီဆိုမှဒီ Madia application ကိုကျွန်တော်တို့clear တိတာလုပ်ပြီးသွားမှကျွန်တော်ဒီမူလကို user ရှိရဲ့ point တွေပါညာအကုန်ယူပြီးသွားပြီစုယူပြီးသွားပြီဆိုမှကျွန်တော်ဒီ TikTok Live မူရင်း application နဲ့ဝင်ပြီးတော့ log in ဝင်လိုက်ပါမယ်ဆွေတို့တွေကျွန်တော်ဒီနည်းလေးနဲ့ပြန်လဲစင်ပြေလို့ပေါ့နော်ဒီပြန်လဲမျှဝေပေးခြင်းဖြစ်တဲ့အကောင့်ဟောင်းသမားတွေလည်းရတယ်အကောင့်သစ်သမားတွေလည်းရတယ်ပုံမျိုးဆွေတို့တွေအားလုံးပဲအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါဗျာ